Okay, hello. ရှေ့တော့ဓမ္မမိတ်ဆွေများအားလုံးဒီညနေဒီညပေါ့နော်ဘုရားသခင်ရဲ့ခေါ်ပြချက်ကိုကျွန်တော်အချိန်နဲ့တပြေးညီဒီနေ့တရက်မှမချပဲနဲ့ကျွန်တော်အတိပေးခြင်းပါတယ်ဒီဘုရားသခင်ရဲ့ခေါ်ပြချက်ကဘာလဲဆိုတော့စစ်ဒီပြင်းစွာဖြစ်လာလိမ့်မယ်လောလောဆယ်ငြိမ်းချမ်းရေးတွေဖြစ်လာမှာမဟုတ်ဘူးဒီပြင်းစွာစစ်ဖြစ်ပြီးမှငင်းချမ်းရေးဆိုတာငင်းချမ်းရေးစဖြစ်လာမယ်လို့ဘုရားသခင်ကခေါ်ပြဒီညမှာကျွန်တော်အတိအလင်းဘုရားသခင်ကခေါ်ပြပါတယ်ဒါကြောင့်မို့ကျွန်တော်ကျမ်းစာကိုဖတ်ကြည့်တဲ့အခါကျတော့ကျမ်းစာထဲမှာရှင်မသက်ခရစ်ဝင်အခန်းကြီး24အငယ်9ကနေစမြင်ရတယ်နော်တပည့်တော်တွေကပေါင်ပေါ်မှာတခင်ယေရှုကိုမေးတဲ့အခါကျတော့ဒီအချိန်ကာလကဘယ်တော့ရောက်လာမလဲလို့မေးတဲ့အခါကျတော့တခင်ယေရှုကဒီအချိန်ကာလအကြောင်းကိုအရေးအမွတ်နဲ့သူပြောပြတယ်လူတစ်မျိုးနဲ့တစ်မျိုးတစ်နိုင်ငံနဲ့တစ်နိုင်ငံစစ်ဖြစ်ကြလိမ့်မယ်ဆိုပြီးတော့ဒါပေမဲ့အခုကျွန်တော်တို့မှာစစ်ဖြစ်တာအခုမှစဖြစ်မှာတော့မဟုတ်ဘူးစစ်ဖြစ်တာက4-5နှစ်ပြင်းစွာဖြစ်လာ4-5နှစ်ဖြစ်နေပြီဆိုလိုတာကဒီအကြောင်းတွေကိုကျွန်တော်ပြောချင်တာမဟုတ်ပဲနဲ့အခုလက်ရှိလက်တလောစစ်ဖြစ်မှုအားလုံးမှာငြိမ်းချမ်းရေးဖြစ်လာမဲ့အလားဒီအများကြီးရှိနေတယ်ဒါပေမဲ့ဒီညနေဘုရားသခင်ရဲ့ဖော်ပြချက်အရလောလောဆယ်တော့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့မာသဲ24:6ကနေစပြီးမှ9ကနေစပြီးမှဖတ်လိုက်မယ်ဆိုရင်ဒီစစ်အကြောင်းကိုကြိုပြောထားတယ်ဒါပေမဲ့ဒီစစ်ဖြစ်မဲ့အကြောင်းကဘုရားသခင်ကဘာကြောင့်ခွင့်ပြုရတယ်လဲဘုရားသခင်ကဒီကုန်စည်နှုန်းကြီးစီစည်းဆန်စည်းကြီးဖို့အနာရောဂါပေါ်များဖို့ဘုရားသခင်ကဘာကြောင့်ခွင့်ပြုရတယ်လဲမန္တကယ်ဘုရားသခင်ကကျွန်တော်တို့လူသားတွေကိုအားလုံးသူ့ကိုမကိုးကွယ်ပြီးဖြစ်စေကိုးကွယ်ပြီးဖြစ်စေအားလုံးကိုဘုရားသခင်ကသူဖန်ဆင်းထားတဲ့သားတွေဖြစ်တဲ့အတွက်ကြောင့်မို့ဘုရားသခင်ကကျွန်တော်တို့လူသားတွေကိုကျမ်းမာချမ်းသာခြင်းကောင်းကြီးကောင်းသောမင်္ဂလာအမျိုးမျိုးကိုဘုရားသခင်ကပေးခြင်းတယ်ဒါပေမဲ့ဘုရားသခင်ကကျွန်တော်တို့ကိုကျမ်းမာချမ်းသာဒုက္ခအရာအလုံးကိုပေးခြင်းတယ်အဲ့ဒီလမ်းကြောင်းမှာသူ့ရဲ့သားတွေကိုရှားတဲ့ခါကျကျွန်တော်တို့သားတွေသူ့သားတွေကတယောက်မှမရှိပဲနဲ့ဘုရားသခင်ကဒီအမင်္ဂလာဘက်မှာနော်လာရှားတဲ့အခါကျတော့ကျွန်တော်လူသားတွေအဲ့မှာဆုံးလင်းဖြစ်နေကြတဲ့အခါကျတော့ဘုရားသခင်ကအိမ်မတန်မှဝမ်းနဲ့ကြည်ကွဲရတယ်ဒါကြောင့်မို့ဘုရားသခင်ကကျွန်တော်တို့အသက်ကိုချစ်ချင်းနှုတ်ယူမယ်ဆိုရင်ကျွန်တော်တို့ဟာနောင်တရမယ့်အချိန်မရှိတဲ့အတွက်ကြောင့်မို့ဘုရားသခင်ကကျွန်တော်တို့ရဲ့အသက်ကိုချစ်ချင်းမနှုတ်ယူခင်မှာကျွန်တော်တို့ကအချင်းချင်းဆင်းရဲခြင်းအနာရောဂါစစ်ဘေးငလင်ဘေးရေဘေးမီးဘေးကပ်ဘေးမျိုးဖြင့်ဘုရားသခင်ကကျွန်တော်တို့ကိုခေါ်နေခြင်းဖြစ်တယ်ဒါကြောင့်မို့ဒီလိုဖြစ်လာတဲ့အချိန်မှာဘုရားသခင်ရဲ့ရှေ့မှာဘုရားသခင်ကိုအားကိုးပြီးယုံကြည်ဖြောင့်မတ်တော်သူရဲ့အတွက်ကတော့ဒီအနာရောဂါဘေးအန္တရာယ်အားလုံးကပ်ဘေးတွေဟာထိုသူတွေရဲ့ခြေဘဝအောက်မှာရှိလိမ့်မယ်တို့တော့တင်းနဲ့ကျွန်ုပ်ဟာဘုရားသခင်ကိုမအားကိုးပဲနဲ့လောကမှာဖြောင့်မတ်ခြင်းရောက်ဆောင်ဖြစ်ပြီးတော့ဖြောင့်မတ်တော်သူဘုရားသခင်ဖြောင့်မတ်တော်သူကိုကျွန်တော်တို့အမြဲတမ်းနှိပ်ကွက်နေတဲ့လူတွေနော်ရန်သူပြုတ်နေတဲ့လူတွေဆိုရင်တော့ဒီလောကဘုရားသခင်ခွင့်ပြုထားတဲ့လောကကပ်ဘေးအားလုံးဟာကျွန်တော်တို့ကိုရေလိုင်းကနစ်မြုပ်တယ်လို့နစ်မြုပ်လာမှာဖြစ်တယ်။ဒါကြောင့်မို့ဒီမာသဲ24ကိုဆက်ဖတ်မယ်ဆိုရင်9ကနေပြီးမှ7ထိဆက်ဖတ်မယ်ဆိုရင်ဒါကြုံလာရတဲ့ဘေးအန္တရာယ်တွေ73မှာတခင်ယေရှုကပြောလဲဆိုတော့အဆုံးတိုင်အောင်တည်ကြည်မှကဲတင်ချင်းတို့ရောက်လိမ့်မည်ဆိုတော့ကျွန်တော်တို့တွေရဲ့ယုံကြည်ခြင်းကကဘာဦးကျမ်းထဲမှာကာယနာကသူကြိုက်တယ်လို့ဘုရားသခင်ကိုကိုးကွယ်တယ်ဘုရားသခင်လက်မခံတဲ့အခါကျတော့ဘုရားသခင်နဲ့အလိုတော်နဲ့ကိုးကွယ်တဲ့သူ့ရဲ့ညီအာဘေလကိုသူမနာလို့ဒီတပ်ပြစ်တယ်ဒီအရာတွေကပြီးသွားတာမဟုတ်ဘူးစာတန်ရဲ့အလုံးလုံးပေါ်ကလူသားတွေစဖြစ်ကြတဲ့လူသားတွေအဆုံးထိစာတန်ဆက်ပြောဒီပုံစံတိုင်းအလုံးလုံးနေမှာကျွန်တော်တို့ကစမ်းစာထဲမှာပဲရှိခဲ့တာဒါကကျွန်တော်တို့မဆိုင်ဘူးဆိုပြီးကျွန်တော်တို့ပြောကောင်းပြောလိမ့်မယ်စာတန်အခုချိန်ထိအဲ့လိုပဲအလုံးလုံးနေတော့ဒါကြောင့်မို့ခုချိန်မှာကျွန်တော်တို့အလိုစန္ဒအတိုင်းဘုရားသခင်ကိုကိုးကွယ်တဲ့လူတွေကိုဘ
ဘုရားသခင်က prophet ဟေရှာယထဲမှာသူတို့ဟာနှုတ်အဖြစ်သာငါ့ကိုကိုးကွယ်ကြတယ်စိတ်နှလုံးနဲ့ငါ့ကိုမကိုးကွယ်ကြဘူးအချင်းအဖြစ်ငါ့ကိုမကိုးကွယ်ကြဘူးသူတို့ရဲ့ကိုးကွယ်ခြင်းတွေသူတို့ရဲ့ချီးမွမ်းခြင်းတွေငါအင်မတန်မှယွန်းရှာတယ်ဆိုပြီး prophet ဟေရှာယကိုပြောထားတယ်အခုခေတ်မှာကျွန်တော်တို့ယုံကြည်သူခရစ်ခွင့်ရနေတော်တော်များများပါစံတဲ့ပြောမယ်ဆိုတရားမှာ80ရာခိုင်နှုန်းလောက်ကဒါကိုကြိုက်တယ်လို့မာယွန်းစွာနဲ့ဘုရားရှင်ကိုကိုးကွယ်ကြတယ်အဲ့ဒီလူတွေရဲ့လက်ခဏာကဘာတွေနဲ့မြင်ရလဲဆိုဖြောင်းမတော်သူကိုဘေးချိတ်တယ်ဖြောင်းမတော်သူကိုနှိပ်ကွက်တယ်ဖြောင်းမတော်သူကိုသူများရှိမှအရှက်ရအောင်လုပ်တယ်နောက်တရားတွေးတဲ့အခါမှာမန်ကန်စွာသူတို့မဖွေးဟရဲဘူးသူတို့ဘေးရှောင်နေတတ်ကြတယ်ဒါပေမဲ့ဖြောင်းမတော်သူကိုနှိပ်ကွက်ဖို့ဆိုရင်အဲ့ဒီအမှုတော်ဆောင်တွေအဲ့ဒီယုံကြည်သူတွေကရှေ့ဆုံးကနေပြီးမှအမှန်တရားဆိုပြီးယက်တီတတ်ကြတယ်ဒါဟာဒါရီလကျမ်းထဲမှာဘုရားသခင်ကပြောထားတယ်ခေတ်ကာလအတွက်ဘယ်အချိန်ရောက်နေပြီလဲဆိုတာကိုကျမ်းစာဖတ်တဲ့လူပဲသိမယ်ဒါကြောင့်မို့တတ်ရှင်းတဲ့နေရာမှာညူးတဲ့အရာတီလာတဲ့အခါမှာရောက်လာတဲ့အခါမှာဘုရားသခင်ရဲ့နေ့ကအင်မတန်ကြီးပြီဆိုတာတတိပြုကြလို့ဆိုတာဒါရီလကပြောထားတယ်ဒါကြောင့်မို့ကျွန်တော်တို့ယုံကြည်သူတွေအနေနဲ့ဒီယာယီငိမ့်ချမ်းရေးပေါ့နော်အမှန်တကယ်ကဒီငိမ့်ချမ်းရေးအစ်စ်တော့မဟုတ်ဘူးဗျာဒိတ်ကျမ်းအခန်းကြီး6အငယ်1မှာမြင်းဖြူဆိုတဲ့အရာရောက်မလာခင်မှာကြီးကျယ်တဲ့စစ်ပွဲကြီးကစပြီးမှဖြစ်လိမ့်မယ်အဲ့ဒီစစ်ပွဲဖြစ်တဲ့အခါကျမှစစ်ပွဲပြီးတာနဲ့ဘာတွေဆက်ဖြစ်လာမလဲကုန်စည်နှုန်းတွေကြီးလာမယ်အငတ်ဘေးအဲ့ဒါပြီးရတဲ့နာဘေးဖြစ်လာမယ်အဲ့ဒီနာဘေးတွေဖြစ်လာတဲ့အခါကျတော့ဒီအငတ်ဘေးကပ်ဘေးတွေဖြစ်လာတဲ့အခါကျတော့ကဲဒါဆိုဘုရားသခင်ကသူ့ရဲ့တိတယုံကြည်သူတွေကိုတိတခေါ်ထုတ်မှာလားမေးစရာရှိတယ်ဒါပေမဲ့သူတိတခေါ်ထုတ်မှာမဟုတ်ဘဲနဲ့လွတ်ရလွတ်ကြောင်းလေးကိုသူဖန်ဆင်းပေးမှာဖြစ်တယ်လွတ်ရလွတ်ကြောင်းလေးကိုဖန်ဆင်းပေးမယ်နာဘေးကပ်ဘေးရောက်တဲ့အခါကျတော့သူ့ရဲ့သားသမီးတွေကိုသူကာကွယ်မယ်သူ့ရဲ့သားသမီးတွေပေါ်မှာဒီအရာတွေကိုမရောက်စေဘူးဆိုကြပါစို့ငလင်ကြီးလှုပ်တဲ့ရေဘေးတင့်တယ်သူ့ရဲ့သားသမီးတွေကဒီလောကဖြစ်တဲ့အတွက်ကြောင့်မို့စာတန်ရဲ့သားသမီးတွေအတူနေရတဲ့အတွက်ကြောင့်မို့ဒီကပ်ဘေးတွေကသူတို့ပေါ်မရောက်ဘူးမဟုတ်ဘူးဒါပေမဲ့ဘုရားသခင်ရဲ့သားသမီးတွေကိုဘုရားသခင်ကကတိလေးနဲ့ကွယ်ကာသွားမယ်ဖယ်ထုတ်သွားမယ်ဆိုတဲ့အရာကိုပြောနေခြင်းဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အသက်တာကျွန်တော်တို့ရဲ့ယုံကြည်ခြင်းဟာစစ်မှန်သောယုံကြည်ခြင်းဖြစ်လားဆိုတာကိုကျွန်တော်တို့ကိုပြန်လဲဆင်ခြင်တုံးတက်ဖို့အင်မတန်မှအရေးကြီးနေတဲ့အချိန်ကာလဖြစ်တယ်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းဟာမားနေမှန်းကိုတီးလျက်နဲ့အချိန်မီနောင်တမရဘူးဆိုရင်ကျမ်းစာကနောင်တရတော့အချင်းကိုကျင့်လို့တင်းကိုငါနောင်တရတဲ့အချိန်ပေးလျက်နဲ့တင်းဟာနောင်တမရဘူးနောင်တမရနိုင်ဘူးဆိုရင်နောက်ဆုံးမှာဖရာသခင်ကနောင်တရတော့အချိန်ပေးပြီးနောင်တမရနိုင်တော့သူဆိုရင်ဖရာသခင်ကတမန်ကျမ်းစာရှုတော့အများကြီးနေကျမ်းစာကိုချိတ်ဆက်ပြီးဖတ်တဲ့လူတွေဆိုသိနိုင်မယ်ဖရာသခင်ကကျွန်တော်တို့ရဲ့နောင်တရဖို့အတွက်ကျွန်တော်တို့ရဲ့အသက်ကိုချစ်ခြင်းနှုတ်မယူဘူးဘေးအန္တရာယ်အမျိုးမျိုးနဲ့နောင်တရဖို့အချိန်ပေးတယ်အဲ့လိုပေးလည်းမှနောင်တမရဘဲနဲ့စိုးတွင်းနေတယ်ကိုယ့်ထက်တဲမှာစိုးတဲ့နတ်ဆိုးခုနကပြန်ပြီးဝင်လာတယ်ဘုရားသခင်ကိုပုံကန်တယ်ဆိုရင်အဲ့ချိန်မှာဘုရားသခင်ကနောင်တရချိန်မပေးဘဲနဲ့ချစ်ချင်းရုပ်တရက်ကျွန်တော်တို့ရဲ့အသက်ကိုနှုတ်ယူနိုင်တယ်ဆိုတာကျမ်းစာရှုတော့အများကြီးကနေကျွန်တော်တို့မြင်နိုင်တယ်ဒါကြောင့်မို့ကျွန်တော်တို့နောက်မှာဒီဘုရားသခင်ရဲ့အသက်နှုတ်ယူခြင်းအကြောင်းအမျိုးမျိုးတွေလည်းကျွန်တော်တို့ယုံကြည်သူတွေနဲ့တည်ထားတင်ဖို့အမှန်တကယ်အရေးကြီးပါတယ်เนาะဘုရားသခင်ကတဦးနဲ့တဦးအသက်နှုတ်ယူခြင်းမတူဘူးယုံကြည်သူလဲတဲ့အခါကျတော့တချို့လူတွေနှုတ်ယူတယ်တချို့လူတွေနှုတ်မယူဘူးတချို့လူတွေကစိုးမိုက်လက်နဲ့ဘုရားသခင်ကအသက်ချစ်ခြင်းနှုတ်မယူဘူးနောင်လာရဖို့အချိန်ပေးတယ်တချို့လူတွေကြတော့စိုးမိုက်တဲ့လူတွေကြတော့ဘုရားသခင်ကဒဏ်ခတ်ပြီးမှသူကခဏလဲလိုက်ပြန်ထားလိုက်လဲလိုက်ပြန်ထားလိုက်ဆိုတဲ့ဟာမျိုးကြတော့ဘုရားသခင်ကသူနောင်တရတဲ့အတော်တွင်မှာသူ့ရဲ့အသက်ဝိညာဉ်ငရဲကိုမရောက်ဖို့အတွက်သူ့ရဲ့အသက်နှုတ်ယူဖို့
ဝိညာဉ်ကိုနှုတ်ယူပလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့သူကအသက်ပြန်ရှင်ခွင့်ပေးရင်အဲ့လူကဆက်ပြီးတော့မိုက်နေပြီးတော့ငရဲကိုတွားရမယ်အတွက်ကြောင့်မို့သူနောင်တရတဲ့အချိန်မှာဘုရားသခင်ကသူ့ရဲ့အသက်ကိုချစ်ချင်းနှုတ်ယူပြီးမှသူ့ရဲ့ဝိညာဉ်ကိုကောင်းကင်နိုင်ငံကိုပို့ဆောင်ဖို့အတွက်ဖြစ်တယ်တချို့လူတွေကြတော့ဘလောက်ပဲဆုံးမဒံပေးဘုရားသခင်ကိုပုံကံမြဲပုံကံတယ်ဖြောင်းမတော်သူကိုပုံကံမြဲပုံကံတယ်ဒီနေရာမှာကျွန်တော်ပြောချင်တာကဘုရားသခင်ရဲ့ဖြောင်းမတော်သူဆိုတာအမှုတော်ဆောင်ပါစတာတင်းအုပ်ဒီကြီးပဲတော့မဟုတ်ဘူးအမှုတော်ဆောင်နေထဲမှာလဲ30မှာ2ယောက်3ယောက်လောက်ပဲဘုရားသခင်ကိုကြောက်ရင်ယိုတေဖြောင်းမတည်ကြည်တဲ့လူရှိတယ်9ယောက်လောက်ကတော့မဖြောင်းမတည်ကြည်ဘူးကျွန်တော်ဆိုလိုတာကအဲ့ဖြောင်းမတဲ့အမှုတော်ဆောင်တွေတော်၎င်းဖြောင်းမတဲ့တင်းအုပ်ဆရာတွေတော်၎င်းဖြောင်းမတဲ့အတင်းသူအတင်းသားယုံကြည်သူတွေကောင်အဲ့ဒါတွေကိုဘုရားသခင်ရဲ့သားသမီးဘုရားသခင်ရဲ့ဖြောင်းမတော်သူလို့ခေါ်တယ်ဘုရားသခင်ရဲ့ဖြောင်းမတော်သူဆိုတာအတင်းတော်ရတင်းအုပ်ပညာရည်ချင်းဘာနဲ့မဆိုင်ဘူးဒါကြောင့်မို့ကျွန်တော်တို့ဒီအရာကိုခွဲခြားသိမြင်တတ်ဖို့လိုတယ်ဒီအရာကိုမခွဲခြားမသိမြင်တတ်တဲ့အခါကျတော့တကယ်ငယ်သားဖြောင်းမတော်သူကိုကျွန်တော်တို့ကဘုရားသခင်ရဲ့လူမဟုတ်ဘူးဖြောင်းမတော်သူမဟုတ်ဘူးဆိုတဲ့အခါကျကျွန်တော်တို့ကအဲ့လူတွေကိုအိမ်မတန်မှပုံကန်ထကြွမနာလိုပူပေါင်းကြံစီအဲ့လိုမျိုးဖြစ်တတ်တယ်ဖြောင်းမတွေဖြစ်စီမဖြောင်းမတွေဖြစ်စီအမှုတော်ဆောင်ဆိုဘုရားရဲ့လူပဲဆိုပြီးမှတခါတည်းမျက်နှာตาပေးဘက်လိုက်အဲ့လိုမျိုးလေးတွေရှိတယ်အဲ့ကြောင့်မို့ဘုရားသခင်ရဲ့လူထဲမှာဘုရားသခင်ရဲ့လူဆိုတာအမှုတော်ဆောင်တော်တကောင်အမှုတော်မဆောင်တော်သူတော်တကောင်အဲ့ထဲမှာရှင်းတော့ကိုကဝိညာဉ်တော်ပေးတဲ့ဉာဏ်ပညာနဲ့ဘုရားရဲ့လူဆိုတာဘယ်သူဆိုတာကိုကစမ်းစစ်ပြီးမှဘုရားရဲ့လူကိုတင်ဟာကွဲကားတယ်ဆိုရင်ဘုရားသခင်အင်မတန်မှဝမ်းသာတယ်။ဘာကြောင့်လဲဆိုတော့တမန်ကျမ်းစာယောရှုထဲမှာလာမသိဘူး။ရာဟပ်မကောင်းတဲ့မိန်းမဗျာဣတိလလူမျိုးလည်းမဟုတ်ဘူးဘုရားသခင်ကိုတိတော်တူလည်းမဟုတ်ဘူးဒါပေမဲ့ तू ကဘုရားရဲ့လူဣဆွေလူမျိုးများကိုဣဆွေလူမျိုးတွေရဲ့တူလျိုထောက်လန်းရေးတွေကိုကာကွယ်တယ်စောင့်ရှောက်တယ်အဲ့ဒီအတွက်ကြောင့်မို့ तू ဟာဘုရားသခင်က तू ရဲ့အပြစ်အားလုံးကို तू မကြည့်တော့ဘဲနဲ့ तू ကိုဣတိလလူမျိုးအဖြစ်သူရဲ့မိသားစုလုံးလဲဒီခန္ဓာကိုယ်နော်လောကအသက်လက်ချမ်းသာခွင့်ရတယ်ဝိညာဉ်အသက်လက်ချမ်းသာခွင့်ရတယ်သူ့ကိုသခင်ယေရှုမွေးပါဖို့အတွက်ပထမဆုံးမျိုးနွယ်ဆက်အဖြစ်ဘုရားသခင်ကစတင်ရွေးကောက်ခဲ့တယ်ဆိုတာကိုကျွန်တော်ကျမ်းစာမှာသိမြင်နိုင်တယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီကပ်ကာလရောက်လာတာဟာကျွန်တော်တို့ဘုရားသခင်ကခေါ်ယူနေခြင်းဆုံးမနေခြင်းဖြစ်တဲ့ဆိုတာတိရှိနားလည်ပြီးမှကျွန်တော်တို့လက်ရှိရောက်နေတဲ့အရာကဘယ်နေရာမှာရောက်နေလဲကျွန်တော်တို့ရဲ့ကိုးကွယ်ခြင်းကမန်ကန်တဲ့ကိုးကွယ်ခြင်းလားကိုဘာသာရေးအတင်းတော်ဥပမာနှစ်ချင်းဆိုနှစ်ချင်း background doctrine နဲ့ကိုးကွယ်ခြင်းလားကိုAGဆိုရင် AG အတင်းတော် background နဲ့ကိုးကွယ်ခြင်းလား RC ဆိုရင် RC အတင်းတော်နဲ့ကိုးကွယ်ခြင်းလားဆိုတာကိုစမ်းစစ်ဖို့လိုတယ်ဆိုလိုတာကအတင်းတော်မရှိရဘူးဘာသာတရားမရှိရဘူးကျွန်တော်ဆိုလိုခြင်းမဟုတ်ပဲနဲ့ဘယ်အတင်းတော်မှာပဲနေကျွန်တော်တို့ယုံကြည်သူဆိုတာအတင်းတော်မရှိဘဲနဲ့နေလို့မရပါဘူးအတင်းတော်တစ်ပါးမှာပါဝင်ရပါမယ်ဒါပေမဲ့အတင်းတော်ရဲ့ doctrine တိုင်းဟာဘုရားသခင်ရဲ့အလိုတော်မရှိပါဘူးမှန်တဲ့ဟာရှိတယ်လို့မမှန်တဲ့ဟာလည်းရှိတဲ့အတွက်ကြောင့်မို့ကိုကအတင်းတော်ရဲ့မှန်ကန်မှုရွေးချယ်ပြီးဘုရားသခင်အလိုတော်နဲ့ပေါင်းစပ်ပြီးမိမိရဲ့အသက်တာကိုဘုရားသခင်ရှိအနံဖို့လို့တယ်ဘာကြောင့်လဲဆိုတော့အတင်းတော်ကကျွန်တော်တို့ကိုကယ်တင်ခြင်းမပေးနိုင်ဘူးလူပုဂ္ဂိုလ်ကကျွန်တော်တို့ကိုကယ်တင်ခြင်းမပေးနိုင်ဘူးကြားတဲ့ဒေသနာပေါ်မှာကျွန်တော်တို့ကဝိညာဉ်တော်ဖိတ်ခေါ်ပြီးမှဝိညာဉ်တော်ကကျွန်တော်နှလုံးသားကိုနှိုးဆွတဲ့အခါကျတော့အမှန်ဆိုတာဝိညာဉ်တော်မျက်စိပွင့်တဲ့အခါကျမှအမှန်ဆိုတာကျွန်တော်သိမြင်ခွဲခြားနိုင်တယ်ဒါကြောင့်မို့တမန်ကျမ်းစာထဲမှာ prophet ဘာလန်ကဘုရားသခင်ကသူ့ရဲ့မျက်စိကိုဖွင့်တဲ့အခါကျမှသူ့ကိုတားဆီးတဲ့ကောင်းကင်တမန်ကိုသူမြင်ရတယ်နောက်ပြီးမှ prophet အေလိရှာရဲ့တပည့်ဟေဂင်ကရန်သူတွေကိုမြင်ရတဲ့အခါကျကြောက်ရွံ့တယ်ဘုရားသခင်ကသူ့ရဲ့မျက်စိကိုဖွင့်တဲ့အခါကျတော့သူမြင်နိုင်တဲ့ရန်သူတွေများပြားတယ်သူ့ဘက်မှာပါတယ်ဘုရားသခင်ကောင်းကင်တမန်နဲ့တတ်တယ်မြင်ရတဲ့အခါကျတော့သူဟာအင်မတန်မှခွန်အားတောင့်သွားတယ်ဒါကြောင့်မို့အင်မတန်မှကျွန်တော်တို့ဝိညာဉ်မျက်စိပွင့်လင်းဖို့အင်မတန်မှအရေးကြီးပါတယ်ဝိညာဉ်မျက်စိမပွင့်လင်းတဲ့အခါကျတော့ကျွန်တော်တို့ဟာ
မမြင်တဲ့အရာကိုမြင်တယ်မြင်တဲ့အရာကိုမမြင်တဲ့အခါကျတော့လှုပ်တဲ့အရာကိုမလှုပ်ပဲနဲ့မလှုပ်တဲ့အရာကိုလှုပ်တယ်ပြောတဲ့အရာကိုမပြောပဲနဲ့မပြောတဲ့အရာကိုပြောတဲ့အခါကျကျော်တို့မိသားစုကျော်တို့အတိုင်းအဝမ်းကျော်တို့အတင်းတော်ကျော်တို့မျိုးနွယ်စုတွေအားလုံးမှာဖရာသခင်ရဲ့အင်မတန်ဒေါသထွက်တဲ့အမင်္ဂလာမိဟာကြားရောက်တဲ့အခါကျတော့ကျော်တို့ကဖရာသခင်ကိုချိန်ဆတတ်ကြတယ်ဒါကြောင့်မို့ဒီဒေသနာကိုကြားနာတဲ့အရောက်စုစီတိုင်းမှာကိုယ့်ရဲ့ရက်တည်နေတဲ့ယုံကြည်ခြင်းဟာမှန်ကန်လားမမှန်ကန်ဘူးလားငါဟာဘုရားသခင်မကြိုက်တဲ့အပြစ်ပါလုပ်ခဲ့တယ်ဆိုတာအားလုံးနောင်တရဖို့ကျွန်တော်ဒီဘုရားသခင်ရဲ့မေတ္တာတော်အားဖြင့်ဝင်ငါလိုက်ရပါတယ်